အားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်တင်တဲ့ဒီပိုလေးကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြချင်ပါတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ he is ကိုလာသူက HONEST honored သူက H တန်ကိုဖြောက်ပြီးဆိုရတဲ့အတွက်ဟလား H တန်ကိုဖြောက်ပြီးတော့ဟလားတရတန်နဲ့ဆိုရတဲ့အတွက်ဟာအင်းနေရာမှာအန်ထည့်ရတယ်အဲ့မှာကြောင့် he is an honored man and ပြီးတော့ university က AEIU တရတော့မှန်တယ်သို့တော်လည်းတရတန်မထွက်တဲ့အတွက်အမထည့်ရပဲနဲ့ A ထည့်ရပါတယ် a university student လို့ထည့်ရပါတယ်အဲ့မှာကြောင့်အဖြေသည် C သည်အမှန်ဖြစ်ပါတယ်နော် he is an honored man and a university student အဲ့လိုလေးဖြစ်ရင်မှန်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ